Hello Eldora ပါရှင်အားလုံးကို welcome back to my vlog yay ဒီနေ့ကတော့မတွေ့ရကြပြီဖြစ်တဲ့တငယ်ချင်းတွေပြင်ဦးလွင်မှာရှောက်သွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ဒါကတော့ Eldora တငယ်ချင်းတို့လိုင်းပါအရင်ဆုံးကန်တော်ကြီးကိုတက်လိုက်ခဲ့ကြပါတယ် Cafe Wheeler က coffee လေးနဲ့ပေါ့နော် It tastes so good Eldora တို့တွားတော့ကပန်းပွဲတော့ပြီးထားမှကြာသေးတော့ပုံရမယ့်နေရာလှလှလေးနဲ့ chill လို့အရန်ကောင်းနေပေါ့နော်စိတ်ဖိစီးမှုတွေများနေရဆိုရင်ကန်တော်ကြီးကတော့တကယ် relax ဖြစ်မှထင်တာပဲတိတ်ဆိတ်ပြီးအေးဆေးဖြစ်တော့လမ်းလေးလျှောက်ပြီးစကားတွေအများကြီးပြောလို့ရတယ်ပေါ့နော်တကယ်လို့လမ်းအကြာကြီးမရှောင်နိုင်ဘူးဆိုရင်ဘက်ကီကားငါးရောင်းနော်ကဲကန်တော်ကြီးရဲ့ view လှလှလေးတွေကို Eldora နဲ့အတူတူကြည့်လိုက်ကြရအောင်Sorry I'm gonna leave, driving so far. Tell me why you couldn't take me and see. I'm spinning like a ballerina. Quack 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 quack. Ê, ngao phụ chặt mình. Quack quack. view လှလှလေးတွေအပြင် Eldora ရဲ့ဘာမှမဟုတ်တဲ့ဟာတာလေးပါထည့်ပေးလိုက်ပါတည်းနှစ်ယောက်သားလမ်းနဲ့အများကြီးရှောက်ပြီးတော့ဘိုက်ဆာလာတာနဲ့အမတ်တရားပုံလေးတွေမြင်မြင်ရိုက်ကြပြီးတော့ဒီဥတုအေးနဲ့မျိုးဟော့ပေါ်လာစားကြတာပေါ့နော်ဆိုင်လေးက cherry လမ်းမပေါ်က TR မိတ်တီဆိုင်ပါသူတို့စီမှာဖြော်ရည်တွေလည်းအစုံရတဲ့အပြင်အေးအိုးဟော့ပေါ်အမဲသားဟော့ပေါ်နဲ့အကင်တွေအထိပါအကုန်ရတာနော်ဖရသားလေးကလည်းလုံးဝထိထိမိမိဆိုတော့နှစ်ယောက်သားလုံးဝအဝအပြေစားခဲ့ကြပါတယ်ဆိုင်ရင်တောက်ရင်နဲ့အိတ်ချင်မှုတူဦးကြောင်တငယ်ချင်းတယောက်နဲ့လည်းခင်ခဲ့ရပါသေးတယ်နှစ်ယောက်သားအားရပါရစားပြီးဘိုက်လေဝါရောနိုင်ကြည့်လိုက်တော့8နာရီထိုးရပြီတဲ့ဒီလိုနဲ့ပဲနောက်ကျနေပြီဆိုတော့ဆိုင်ကယ်ကိုအမြန်မောင်းပြီးအေးခဲနဲ့ပြန်ခဲ့ရပါတော့တယ်ရှင်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye